နေရဲ့အလင်းရောင်ကအရှိရဲ့တောင်တန်းများကြားကနေစတင်ပြီးတော့ထွက်ပေါ်လာပြီဖြစ်တယ်။ထွက်ပေါ်ကစားနေရဲ့အလင်းရောင်အောက်မှာတော့လူငယ်၃ယောက်တို့ကလမ်းလျှောက်နေကြတယ်။မကြခင်အချိန်မှာတော့လမ်းလျှောက်နေတဲ့လူငယ်၃ယောက်အနက်တယောက်သောလူငယ်ကတပ်ပြင်းတစ်ချက်ကိုလေးကန်စွာချပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့ကြံတဲ့လူငယ်၂ယောက်ကိုစတင်ပြီးစကားဆိုလေတယ်။ဘိုးထင်တို့တွေလမ်းလျှောက်လာတာလဲကြာပြီ။ညခရဲကလမ်းလျှောက်နေတာငါတို့အဖြစ်ကရုံတောင်ပြေးခွေးမြောက်လိုက်လို့များဖြစ်နေမလားပဲ။သွားစရာလမ်းဒီတလမ်းပဲရှိတာကိုကွာ။ညရဲကလမ်းလျှောက်လာတာမိုးတောင်လင်းနေပြီနော်။ငါတို့ရွာအောင်ပြန်ရောက်တော့မယ်ထင်တယ်။ဘလို့ဆက်လုပ်မှလဲ။လမ်းလျှောက်နေတဲ့သူ၃ယောက်ကဘိုးထင်ပေတူးနဲ့တာအေးတို့ဖြစ်ပြီးသူတို့ကကိုစိုးကြီးအိမ်မှာနေထိုင်ပြီးကိုစိုးကြီးရဲ့ပစ္စည်းတွေကိုခိုးယူသွားတဲ့ဦးမင်းသူအနောက်ကိုလိုက်လာခဲ့ခြင်းဖြစ်တယ်။သူတို့ကဦးမင်းသူကိုနှစ်မျက်နှာမင်းအောင်မှန်းမသိပဲနဲ့ရိုးရိုးအောင်လန်းဆရာတယောက်လူလိန်တယောက်လိုပဲသိထားကြတယ်။ပေတူးတယောက်လမ်းလျှောက်နေရတာမှကြာနေပြီဖြစ်တာကြောင့်မသက်မသာညှင်းညူနေတဲ့အချိန်တာအေးကလည်းပေတူးရဲ့ညှင်းညူမှုကိုထောက်ခံနေတယ်။ဟုတ်တယ်ဘိုးထင်ဒီတိုင်းလိုက်နေလို့တော့ငါတို့အိတ်ဘိုးတော်မှီမှာမဟုတ်ဘူး။ရွာပြန်ပြီးမင်းပညာနဲ့လုပ်ကြည့်ပါလားကွာ။ဒါမှမဟုတ်လမ်းလေးပါလေးသိအောင်လို့လုပ်ကြည့်ပါလား။ဟုတ်တယ်ဘိုးထင်တာအေးပြောတာမှန်တယ်။ငါတို့ဒီတိုင်းရှောက်လိုက်နေလို့ကတော့အဆင်ပြေမှာမဟုတ်ဘူး။ရွာနဲ့လည်းနီးနေပြီ။ရွာပဲပြန်အောင်လား။၃ယောက်ထဲမှာ၂ယောက်ကအကြံတူနေတာကြောင့်ဘိုးထင်ကလည်းမတက်တာတဲ့အဆုံးသူတို့ရဲ့အကြံစီကိုလက်ခံလိုက်ရတော့တယ်။အေးလေအဲ့ဒါဆိုလဲမင်းတို့သဘောအတိုင်းပဲ။ရွာပဲပြန်ကြတာပေါ့ကွာ။ကိုတန်းဆောင်တို့စီကငွေရောဘယ်လိုလုပ်မှာလဲ။မင်းဟိုလူကြီးကိုမင်းမကလိုက်ဖမ်းမှာမလား။အဲ့ဒါဆိုလဲသူ့စီကနေကိုစိုးကြီးပစ္စည်းတွေပြန်ရမှာပဲ။အဲ့တော့မှတစ်စိတ်ရွာကိုပြန်သွားမလားလို့။အေးအဲ့ဒါလည်းကောင်းတာပဲကဲအဲ့ဒါဆိုငါတို့အိမ်ပြန်ကြတာပေါ့ကွာကောင်းတယ်အိမ်ကိုပဲပြန်ကြမယ်ဘိုးထင်တို့၃ယောက်ကပြောပြောဆူဆူနဲ့တကြွတဲ့ခြေလမ်းတို့နဲ့ပေပင်ရွာကိုပြန်ခဲ့ကြတယ်ပေပင်ရွာအနားရောက်တဲ့အချိန်မှာတော့လမ်းမှာကြက်ထောင်ထားတာကိုလာဖော်တဲ့ကိုတူတို့နဲ့စုံလီတယ်အဲ့ဒီခါဘိုးထင်တို့ကကြက်တို့မိနေတဲ့ကြက်ထောင်ကြောက်တွေကိုဝလုံးနဲ့ထမ်းလာတဲ့ကိုတူတို့ကိုလှမ်းပြီးတော့နှုတ်ဆက်လိုက်တယ်ဟဲ့ကောင်နေမင်းတို့အကုန်ဖော်ပြီးသွားပြီလားကိုဘိုးထင်တို့ပါလားအဖော်ရတာပေါ့ဗျာနှုံးမို့ဆိုကိုကထောင်တခြားကောင်တွေကဖော်နေကိုကရတယ်ကိုမရှိဘူးအဲ့ဒါကြောင့်မင်းတို့အစောကြီးလာတာပေါ့ဟုတ်တယ်ကြက်တုံချင်းကလေးကရောက်နေတာဟုတ်လားအဲ့ဒါဆိုဒီလမ်းကနေလူတယောက်လာတာများမမြင်မိဘူးလားလာတယ်တော်တော်တော့ကြာပြီကျုပ်တို့ကိုယ်တော်လမ်းမေးသွားသေးတယ်ဟုတ်လားလှုပ်ဆမ်းမအောင်ကွဘာရီမေးသွားတာလဲတခြားတော့မဟုတ်ပါဘူးဗျာပေတော်ကုန်းဆိုလားအဲ့ဒါကိုမေးသွားတာကျုပ်တို့လည်းမသိတာနဲ့မပြောတတ်ဘူးလေဗျာအဲ့ဒါနဲ့သူကဆက်ပြီးတော့ရိုးစင်ရွာကိုဘယ်လိုသွားရမလဲထပ်မေးပြီးတော့ထွက်သွားတာပဲဘိုးထင်တို့၃ယောက်ကကိုတူးတို့ပြောတဲ့စကားတွေကိုကြားတဲ့အခါတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့အချင်းချင်းမင်းငော့ပြီးတော့အချက်ပြလိုက်တယ်အဲ့နောက်ဘိုးထင်ကစပြီးတော့ကိုတူးကိုမေးမြန်းပြန်တယ်ကဲကိုတူးမင်းတို့မေးတဲ့သူကဘယ်လိုပုံစံလဲပြောင်းကွာလူပုံစံကကျုပ်တို့နေဘက်ကလူတော့မဟုတ်ဘူးဗျအသားနည်းနည်းဖြူတယ်ပြီးတော့စကားပြောတာတော့တော်တော်လေးအေးဆေးတယ်ပြောရမယ်စကားပြောတာကကျုပ်တို့စီကလူတွေနဲ့တိတ်မတူဟုတ်ပြီအဲ့ဒါဆိုငါတို့ရှာနေတဲ့လူပဲကဲတာရင်နဲ့ပေတူငါတို့လည်းလိုက်သွားလို့မှီမှာမဟုတ်တော့ဘိုးထင်ကကိုတူးကိုမင်းရနေတာအေးနဲ့ပေတူကိုပါတပါးတည်းပြောဆိုလိုက်တယ်ဘိုးထင်အဲ့လိုပြောတဲ့အခါပေတူနဲ့တာအေးကလည်းဦးကောင်းကိုညှိပြလိုက်ကလိုက်နေလို့ကတော့အပိုပဲအဲ့တော့မင်းဘယ်လိုလုပ်ချင်လဲဘိုးထင်နီးတော့ရှိတယ်ကွတရက်ချန်အင်အားရလာတဲ့အစီရင်ကိုသူလောက်တာမှန်ခဲ့ရင်ငါတို့စီသူ့ခြေထောက်နဲ့သူလာအောင်လုပ်လို့ရတယ်သူလောက်တာပဲနေမှာဘာလို့လဲဆိုတော့အဲ့ဒီတရက်ချန်မှာသူတယောက်တည်းနေတာလေပေတူးပြောတာမှန်တယ်ငါလဲသူလောက်တယ်လို့ပဲထင်တယ်ပေတူးနဲ့တာဟိကသူတို့စိတ်ထဲထင်တဲ့အရာတွေကိုပြောလာတဲ့အခါဘိုးထင်တယောက်ခိတ္တစဉ်းစားနေလိုက်ပြီးအေးကွာအဲ့ဒါဆိုလဲတို့တွေအိမ်မဲပြန်ကြတာပေါ့အေးကောင်းတယ်အစောရဲကအဲ့လိုဖြစ်တင်တာလာသွားကြစို့တညလုံးလမ်းလျှောက်လာတာပင်ပန်းနေပြီဘိုးထင်ဆက်မလိုက်တော့ပဲအိမ်ပြန်မယ်လို့ပြောတဲ့အခါပေတူးနဲ့တာရီတို့ကလွန်စာဝမ်းသာသွားကြတယ်အဲ့နောက်သူတို့၃ယောက်ကကိုတူးတို့နဲ့အတူပေပင်ရွာကိုပြန်လာလိုက်ကြတယ်အဝဲဆောင်နဲ့ထုတ်ထားတဲ့အထုပ်တစ်ထုပ်ကိုအိမ်ရှိကိုပြစ်ပေါ်မှာတင်ပြီးတင်မလေးခွေထိုင်ရင်ကြည့်နေတဲ့သူကဘိုးထင်ပင်ဖြစ်တယ်ဘိုးထင်ကအိမ်ကိုပြန်ရောက်လာတော့လဲအိတ်ချင်စိတ်ကမရှိပေတူးနဲ့တာရီကတော့အိမ်ထဲမှာအိတ်နေပြီဖြစ်တယ်
ဘိုးထင်အချိန်ဘလောက်ကြာကြာအဲ့ဒီအဝတ်ထုတ်ကိုကြည့်နေမိမှန်းမသိပေတူးနဲ့တာရီတို့နှစ်ယောက်ကပြန်နိုးလာခဲ့တယ်ပေတူးနဲ့တာရီကအိမ်ကနေနိုးလာတာကြောင့်အင်္ဂလိပ်ပေါ်ကနေဆင်းလာပြီးတစ်စိတ်ရွာတရက်ချံကနေရလာတဲ့အစီရင်ထုတ်ကိုကြည့်နေတဲ့ဘိုးထင်ကိုမြင်လာကြတာရီကနေစတင်ပြီးတော့လှမ်းပြီးစကားဆိုလိုက်တယ်ဟဲ့ကောင်ဘိုးထင်မင်းအဲ့ထုတ်ကြီးကိုကင်ကြည့်ပြီးတော့ဘာလုပ်နေတာတော့မင်းအလောက်ကညမစမှလीအဲ့ချင်လဲအဲ့လေကွာဟုတ်တယ်ဘိုးထင်ငါတို့အောင်တရေရသွားပြီမင်းကဘာလို့မအိတ်သေးရလဲတညလုံးလဲလမ်းလျှောက်လာရတာကိုကွာမင်းမပင်ပန်းဘူးလားတာအေးနဲ့ပေတူတို့ကဘိုးထင်အနာကိုလှမ်းလာရင်းနဲ့အဲ့လိုပြောလိုက်တော့ဘိုးထင်တယောက်တပြင်းတစ်ချက်ကိုလေးပင်စွာချလိုက်ပြီးငါတွေးနေတာဘာတွေတွေးနေတာတော့စိုးစမ်းမအောင်ကွာတခြားတော့မဟုတ်ဟဲ့ကောင်ငါအခုလုံးမဲ့အစီရင်ကြောင်းတွေးနေတာစိုးစမ်းမအောင်ကွာငါတို့လည်းသိချင်တယ်ပေတူးနဲ့တာရီကဘိုးထင်ထိုင်နေတဲ့ကိုပြစ်မှာဝင်ထိုင်ရင်းနဲ့မေးလိုက်တယ်ဘိုးထင်ကလည်းသူ့ရဲ့အရှိရဝိထုတ်ကိုကိုင်းမြောက်ပြရင်နဲ့ဆက်ပြီးစကားဆိုတယ်ဒီအစီရင်နဲ့ဒီအစီရင်ကိုလှုပ်သွားတဲ့သူကိုငါအနေနဲ့ပြန်ခေါ်နိုင်တယ်ဒါပေမဲ့ဘိုးထင်ကအဲ့လိုပြောပြီးရက်တန့်သွားတော့ပေတူးနဲ့တာရီတို့နှစ်ယောက်ကတိကျင်စိတ်အားကြီးပြီးကမန်းကရနဲ့မေးမြန်းလိုက်တယ်ဘာလို့လဲကွာမင်းကလည်းပြောလက်စစကားတိုးလို့တလန့်ကြီးဘာလို့ရက်ပြစ်တာလဲပြောစမ်းမအောင်ဟုတ်တယ်မင်းအရင်မရှိအဖျားမရှိစကားကိုချက်ချင်းကြီးရက်ပြစ်တယ်ဘာအဆင်မပြေရှိလို့လဲဆိုပါအောင်တိလို့စောအားကြီးနေတဲ့ပေတူးနဲ့တာရီတို့ရဲ့အမေကိုဘိုးထင်တယောက်ချက်ချင်းပြန်မဖြေပဲအတန်ကြာတဲ့ခါမှာဒုတိယအကြိမ်တက်ပြင်းချလိုက်ကဒီအစီရင်ကိုလှုပ်တဲ့သူကငါးစီရောက်မလာရင်သူ့သေးမှာဘာဘလို့ပြန်ပြောစမ်းမအောင်ကွာဟုတ်တယ်ငါအစီရင်နဲ့ပြန်ခေါ်ပြီးပဲထားသူမလာရင်သူ့သေးမှာနော်အဲ့ဒါကိုငါစိုးရိမ်နေတာဘိုးထင်ရဲ့စကားကြောင့်ပေတူးနဲ့တာရီတို့နှစ်ယောက်ကဘလို့ပြန်ပြောမှန်းမသိဖြစ်သွားတယ်ဘာစကားမှပြန်မပြောပဲငြိမ်သွားတဲ့ပေတူးနဲ့တာရီတို့ကလည်းအတန်ကြာမှတက်ပြင်းကိုစီချလိုက်ပြီးလူတိုင်းကတိမ်မကိုကြောက်တဲ့သူတွေကြီးပဲဟိုလူကြီးလဲလူပဲဆိုတော့သူလဲတရားမှာကိုကြောက်မှာပဲအဲ့တော့ပြန်လာတော့ပါတယ်ငါလဲအဲ့လိုပဲထင်တယ်တို့ရအောင်ရှာလဲသူကဘယ်သွားမှမှန်းမှမသိတာတကယ်လို့သိတော့လဲသူကလူကောင်းတယောက်မှမဟုတ်တာကွာသိပါစေပေါ့ပေတူးနဲ့တာရဲ့စကားကြောင့်ဘိုးထင်ရလဲဥကောင်းကိုညှိလိုက်ပြီးမင်းတို့ပြောတာလဲဟုတ်တာပဲလာရင်လဲလာပေါ့ကွာမလာတော့လဲသူ့အပြစ်နဲ့သူပဲငါကလူကောင်းတယောက်ကိုတတ်တာမှမဟုတ်တာသူကမကောင်းတာတွေလုပ်ခဲ့တဲ့သူဆိုတော့ငါအပြစ်မဖြစ်တော့ပါဘူးမင်းကလဲကွာဘယ်လိုလုပ်မင်းအပြစ်ဖြစ်မှာလဲသူ့အပြစ်နဲ့သူပဲကိုအေးကွာအဲ့ဒါဆိုလဲချမယ်ကွာအခုတော့ငါအိတ်လိုက်အောင်မယ်အေးအိတ်ကွာငါတို့စားဖို့တောက်ဖို့လေးလုပ်လိုက်အောင်မယ်အဲ့လိုနဲ့ဘိုးထင်ကပေတူးနဲ့တာကြီးရဲ့အကြံကိုလက်ခံလိုက်ပြီးသူတို့သိထားတဲ့ဦးမင်းသူခေါ်နှစ်မျက်နှာမင်းအောင်ပညာသုံးပြီးခေါ်မဲ့အရေးကိုလက်ခံလိုက်ပါတော့တယ်ငွေ900ပိုက်ပြီးတစ်ဆက်ရွာကနေထွက်လာတဲ့ဦးမင်းသူခေါ်နှစ်မျက်နှာမင်းအောင်ကတစ်ဆက်ရွာကိုရောင်းနေပြီဖြစ်တယ်အမှန်တကယ်သူသွားလို့တဲ့နေရာကမြိုင်တော်မြို့နဲ့နီးတဲ့ပေတော်ကုန်းရွာကိုဖြစ်တယ်သူကသူ့အပေါ်ယုံကြည်နေတဲ့ဘိုးထင်တို့အယူလှုပ်ပြီးထွက်လာခြင်းကြောင့်လက်ပြမလုံးဖြစ်ပြီးအခုလိုအမြန်ပြေးလာခြင်းလည်းဖြစ်တယ်လမ်းမှာစုံတဲ့ကြွက်ထောင်တဲ့ကလေးများဆိုရာရိုးစင်ရွာကိုအလင်းမြန်သွားပြီးဟိုရောက်မှနောက်ထပ်မေးမြန်းစုံစမ်းကပေတော်ကုန်းကိုဆက်ပြီးတော့သွားမယ်လို့တွေးထားခြင်းဖြစ်တယ်ဘိုးထင်တို့ကပေပင်ရွာသားမို့လို့ပေပင်ရွာကိုလုံးဝခြေဦးမလဲရန်စဉ်းစားထားပြီးအခုကဲ့သို့ရိုးစင်ရွာကိုသာသွားနေခြင်းဖြစ်တယ်နေထွက်လာချိန်လောက်မှာရိုးစင်ရွာကိုရောက်ရှိလာပြီးဦးစွာပထမတောင်ရွာကိုသွားတဲ့တောင်သူကြီးများကိုတွေ့တာသူသွားလို့တဲ့ပေတော်ကုန်းကိုမေးမြန်းလိုက်တယ်ပြောဆရာကြီးကျုပ်တစ်ခုလောက်မေးပြစီလားနှစ်မျက်နှာမင်းအောင်ရဲ့စကားကိုနွားနှကောင်နဲ့တောင်ရွာကိုသွားနေတဲ့တောင်သူကြီးတူကသူ့ရဲ့နွားနှကောင်စုပ်တက်ပြီးတော့ရက်လိုက်တယ်ပေတော်ကုန်းကြားတော့ကြားဦးတယ်ဗျရောက်တော့မရောက်ဘူးအဲ့ဒါဆိုဦးကြီးကမသိဘူးလားကျုပ်မသိဘူးမြောက်ကန်းကိုသာအရင်သွားလိုက်ဗျမြောက်ကန်းရောက်ရင်တော့ဘသူမေးမေးသိတယ်ဗျမြောက်ကန်းကိုဘလို့သွားရလဲဗျအော်မြောက်ကန်းကလွဲပါတယ်ကျုပ်တို့ရိုးစင်ရွာမြောက်ဖက်ထွက်တဲ့လမ်းအတိုင်းသာသွားလိုက်မြောက်ကန်းကိုရောက်လိမ့်မယ်ကျေးဇူးပါဗျာအဲ့ဒါဆိုသွားလိုက်အောင်မယ်နှစ်မျက်နှာမင်းအောင်ကအောင်လန်းအတက်လဲတက်တယ်လို့လူလိန်တယောက်လည်းဖြစ်တယ်မကောင်းတဲ့အမှုကိုမပြုတ်တော့ဘူးလို့ဆုံးဖြတ်ပြီးဇာတိရက်ကိုပြန်နေတဲ့ချိန်တူဖြစ်သူအပေါ်မကျေနပ်တဲ့စိတ်များကြောင့်ပညာပေးမယ်လို့ဆုံးဖြတ်ပြီးညီလက်တို့ချီခဲ့ခြင်းလည်းဖြစ်တယ်အခုသူ့ထက်ပညာမြင့်တဲ့ဘိုးထင်တို့ကိုမရှင်းနိုင်တာကြောင့်
အခွင့်အရေးရတာနဲ့ချက်ချင်းထွက်လာခဲ့ခြင်းဖြစ်တယ်။သူ့နောက်လိုက်လာမှလည်းမြေကြီးလက်ခတ်မလွယ်ဖြစ်လေရာယထာပူရာရှိတဲ့မြိုင်တော်မြို့ကိုအမြန်သွားနေခြင်းသာဖြစ်တယ်။အခုဦးမင်းသူခေါ်နှစ်မျက်နှာမင်းအောင်ကရေဦးစင်ရွာနေတောင်သူကြီးပြောတဲ့လမ်းအတိုင်းသွားလိုက်ရာနေ့လယ်စွန်းစားချိန်လောက်မှာတော့မြောက်ကမ်းရွာကိုရောက်လာခဲ့တယ်။စားထက်လာခြင်းအစပြီးမရက်မနာလမ်းလျှောက်ရင်းနဲ့ခရီးဆက်လာတဲ့အတွက်အေးရေးပြတ်ထားတဲ့အပြင်ဘိုက်ကလည်းစားနေပြီဖြစ်တယ်။အလင်းလုံနေတာကြောင့်ဘိုက်စာခြင်းနဲ့ရေးစာခြင်းကိုမိနေခဲ့တော့လေ။အခုချိန်မှာတော့ဝမ်းဘိုက်ကလည်းတကြွကြွအောင်မြင်နေပြီဖြစ်တယ်လို့ရေးစာနေတဲ့အတွက်အာကောင်တို့ကလည်း၆ကက်နေပြီဖြစ်တယ်။မနေနိုင်တော့တဲ့အစုံသူကတွေ့ရအိမ်တဲ့အိမ်ကိုဝင်ပြီးတော့ရေတောင်းတောင်းဖို့ဆုံးဖြတ်လိုက်တယ်။အခုသူဝင်သွားတဲ့အိမ်ဝိုင်းထဲမှာရှိတဲ့အိမ်အောက်တန်းလျာမှာနီးဖြာနေတဲ့အိမ်ရှင်ဖြစ်သူကိုတွေ့ရနဲ့လမ်းပြီးစကားဆိုလိုက်တယ်။ပြောဦးလေးကျုပ်ကိုရေလေးတစ်ခွက်လောက်တိုက်ပါလားဗျာ။ဘာသူများလဲလာလေကွာအိမ်ထဲကိုခရီးသွားဧည့်သည်ပါခင်ဗျာလာခဲ့ရမလားလာခဲ့လေကွာအိမ်အောက်မှာရေဦးစင်ရှိတာ哦မင်းကြိုက်တဲ့လောက်တာအခွင့်အရေးရပြီမလို့နှမျက်နှာမင်းအောင်ကအိမ်အောက်ကိုဝင်သွားလိုက်ပြီးအိမ်တိုင်းမှာကက်လျက်ဆောက်ထားတဲ့ရေဦးစင်မှာရေကိုအားရပါရခတ်တောက်လိုက်တယ်။သူအဲ့လိုအားရပါရခတ်တောက်နေတာကိုကြည့်နေတဲ့အိမ်ရှင်ဦးလေးကြီးကနီးဖြာနေတာကိုရက်တက်လိုက်ပြီးတော့စကားဆိုတယ်။ငါတို့မင်းကြည့်ရတာတော်တော်ရေးစားနေတဲ့ပုံပဲ။ထမင်းရောစားပြီးရဲ့လား။အိမ်ရှင်ဦးလေးကအဲ့လိုမေးတဲ့အခါနှမျက်နှာမင်းအောင်တရားဦးကောင်းကိုခါရမ်းလိုက်ပြီးမစားရသေးပါဘူးဦးလေးကပေတော်ကုန်းကိုသွားဖို့အလင်းလိုနေတာနဲ့တညလုံးလမ်းလျှောက်လာတာပေတော်ကုန်းသွားမယ်ဆိုရင်တော့တော်တော်ဝေးသေးတယ်လမ်းမှာရွာဆက်လဲပြတ်တော့မင်းထမင်းစားဖို့အခက်တွေ့လိမ့်မယ်ကဲဘိုက်စာနေတယ်ဆိုငါအိမ်မှာဘာကြံသေးလဲမသိဘူးငါကြည့်ပေးမယ်ထမင်းစားခြင်းစိတ်ရှိရင်တော့စားတော့ပေါ့သဘောကောင်းတဲ့အိမ်ရှင်ဦးလေးရဲ့စကားကြောင့်နှမျက်နှာမင်းအောင်တရားဟန်မဆောင်နိုင်တော့ပဲဦးကောင်းကိုညှိလိုက်ကအဲ့လိုဆိုရင်တော့ဟန်ကြတာပေါ့ဦးကြီးอ่ะကဲတန်းလျားမှာထိုင်ကျုပ်ထမင်းသွားခုပေးမယ်နှီးဖြာနေတဲ့အိမ်ရှင်ဦးကြီးကနှီးဖြာတာကိုရက်တက်လိုက်ပြီးအိမ်မီးဖို့ကြောင့်အတွင်းကိုဝင်သွားကမကြခင်အချိန်မှာတော့ထမင်းထည့်ထားတဲ့စလုံးတစ်လုံးနဲ့ဟင်းတစ်ခွက်ကိုယူကပြန်ထွက်လာလေတယ်အိမ်ရှင်ဦးကြီးကသူယူလာတဲ့ထမင်းနဲ့ဟင်းကိုနှမျက်နှာမင်းအောင်ရှိချပေးလိုက်ကဟင်းတော့မကောင်းကွာခရမ်းသီးချက်ပဲရှိတယ်မင်းစားနိုင်ရင်စားပြီးတော့ရတယ်ဦးကြီးကျုပ်တော့ခရမ်းသီးချက်ဆိုတာဟင်းကောင်းလို့ပြောလို့ရနေပါပြီဗျအေးစားထမင်းထက်လို့ရင်လည်းပြောနော်ဟုတ်ကဲ့ဦးကြီးတကယ်ကိုကျေးဇူးတင်ပါတယ်ဗျာနှမျက်နှာမင်းအောင်ကပြောဆိုထမင်းကိုအားရပါရစားလိုက်လေတယ်သူအားရပါရထမင်းစားနေအောင်ကြည့်ပြီးအင်ရှင်ဦးကြီးကလွန်စွာသဘောကျနေကမင်းထမင်းစားတာတဲ့သဘောကျတယ်ကွာလို့ရင်ပြောနော်အာမနာနဲ့ဟုတ်နှမျက်နှာမင်းအောင်ကအာမနာနဲ့ထမင်းစားပြီးတဲ့နောက်သူ့ရဲ့လွယ်ထဲမှာရှိတဲ့စိုးကြီးထံကနေယူလာတဲ့ငွေများတွေကနေငွေအချို့ကိုထုတ်ယူကအင်ရှင်ဦးကြီးကိုကမ်းပေးလိုက်နဲ့ကျေးဇူးတုတ်ပြန်လေတယ်။ဦးကြီးကျုပ်တတ်နိုင်တဲ့လောက်လေးပေးကျင်တယ်ဗျာလက်ခံပါ။မောင်ရင်ကျုပ်အိမ်ကိုထမင်းဆိုင်နဲ့လွဲနေတာလား။ကျုပ်ကစေတနာရှိလို့ကြွေးတာငွေလိုချင်လို့မဟုတ်ဘူးကွယ်။အဲ့ဒီခါမင်းအောင်တရားသူရောက်နေတဲ့ဤအရက်ဒေသကလူများရဲ့စိတ်အနေစိတ်ထားကိုပြန်လဲအမှတ်ရသွားကအလင်းမြန်တောင်းပန်လိုက်တယ်။ကျုပ်တောင်းပန်ပါတယ်ဦးကြီးအားကျုပ်ပေါ်စေတနာထားလို့ကျုပ်ကဒီစေတနာကိုတုတ်ပြန်တာပါ။ရိုင်းသွားတယ်လို့ဖြစ်သွားရင်ကျုပ်တကယ်တောင်းပန်ပါတယ်ဗျာ။ရပါတယ်ကွာ။မင်းစေတနာကိုလည်းငါနားလေပါတယ်။တို့တောသူတောင်သားဆိုတာထမင်းတစ်နဲ့ကျွေးုံနဲ့တော့ဘာမှမဖြစ်ပါဘူးကွာ။မင်းပေတော်ကုန်းကိုဆက်သွားမှာမလား။ဟုတ်တယ်ဦးကြီး။ပေတော်ကုန်းကဝေးတယ်။အခုချိန်သွားရင်မနဲ့ဝေးလီဝင်လင်းလောက်မှရောက်မှာအဲ့တော့မနဲ့စောစောမှထသွားပေါ့ကွာဒီတညတော့ဦးကြီးအိမ်မှာပဲညအိတ်တေးပေါ့အိမ်ရှင်ဦးကြီးကစေတနာထက်သန်စွာနဲ့အဲ့လိုအကြံပေးတော်လဲနှမျက်နှာမင်းအောင်တရားဦးကောင်းကိုခါရမ်းလိုက်ပြီးတော့ညင်းလိုက်တယ်တဲလို့မဖြစ်ပါဘူးဦးကြီးအားကျုပ်ပေတော်ကုန်းကိုမြ мян ရောက်မှအဆင်ပြေမှာမို့လို့ပါအေးလေအဲ့ဒါတော့မင်းသဘောပဲကဲတန်းလျားမှာမင်းကြိုက်တဲ့လောက်နားပြီးတော့ငါလည်းနှိမ့်ဆက်ဖြာလိုက်အောင်မယ်အင်ရှင်ဦးကြီးကမင်းအောင်ကိုအဲ့လိုပြောပြီးပြန်နှိမ့်ဖြာနေတဲ့အချိန်မှာနှမျက်နှာမင်းအောင်ကဝမ်းပိုက်ပြည့်သွားတာမို့လို့အင်ရှင်ဦးကြီးကိုနှုတ်ဆက်ကမြောက်ကမ်းရွာကနေစတင်ထွက်ခွာလာလေနေညိုချိန်တိမ်အနှဲငယ်တောက်ပြီးတဲ့နောက်နေလုံးကြီးကအနောက်ဘက်ရှိတောင်ဆွဲများစီကိုတဖြည်းဖြည်းနဲ့ငုတ်ရှုပြောက်ွယ်သွားပြီဖြစ်တယ်
ပေပင်ရွာလေးရဲ့နေဝင်မိုးချုပ်အချိန်မှာတော့ခလေးငိုတန်စုတန်ငေါက်တန်ရီတန်နွားအော်တန်ကြက်အော်တန်များနဲ့အစာတောင်းနေတဲ့ဝက်တို့ရဲ့အော်တန်တို့ဟာညီဆန်လျက်ရှိတယ်။အဲ့ဒီတန်များစူညံတယောင်ရှိတော့လဲညနေအချိန်တိုင်းထွက်ပေါ်နေတဲ့အတန်များမို့လို့ဘသူမှသတိမထားမိတဲ့စူညံတန်များဖြစ်တယ်။ပေပင်ရွာလေးရဲ့ရွာအစုံမှာရှိတဲ့ဘိုးထင်ရဲ့အိမ်ဝိုင်းထဲမှာလဲနှက်ရှည်တီးပင်စားပင်ကြီးထံကိုလာရောက်အိမ်တန်းတက်နေတဲ့ဆက်ရက်နဲ့အခြားသောငှက်များရဲ့အတန်အားစူညံလျက်ရှိတယ်။အဲ့ဒီအိမ်တန်းဝင်လာတဲ့ငှက်များစူညံနေတာကိုပြစ်မှာထိုင်ပြီးကြည့်နေတဲ့ตาအေးတယောက်မကြင်မနဲ့မြေတွန်းတောက်တီးလို့နေတယ်။ပေတူးနဲ့ဘိုးထင်ဒီကောင်တွေကြောင်တောင်တောင်နဲ့ဒီငှက်တွေဒီလောက်စူညံနေတာဘာလို့ထားရလဲမသိဘူး။ငါလို့ဆိုပြစ်ချပြစ်လိုက်ပြီ။အဲ့လိုตาအေးတယောက်ကိုပြစ်ပေါ်ထိုင်ရင်မကြင်မနဲ့ရေရွတ်နေတဲ့အချိန်အိမ်လေးပေါ်ကနေဆင်းလာတဲ့မင်းအိမ်ကင်သူအကင်ထမင်းအုပ်ကင်သူအကင်နဲ့ရောက်လာကြတဲ့ဘိုးထင်နဲ့ပေတူတို့နဲ့ဘိုးထင်ကတာအေးကိုလှမ်းပြီးတော့စကားဆိုလိုက်တယ်ဟဲ့ကောင်တာအေးမင်းဆိုတဲ့ကောင်ကလေငှက်တွေသူ့ဟာသူအိမ်တန်းဝင်တာမင်းကောင်းပေါ်အိမ်နေရကြနေရပဲလာထမင်းစားမယ်အိမ်ပေါ်ကကြံတာတွေတွားယူလိုက်အောင်မင်းတို့ကလည်းတခါတည်းမယူလာအောင်ဟဲ့ကောင်တာအေးမင်းဆိုတဲ့ကောင်ကလေနည်းနည်းလေးအထွန်းတက်လိုက်ရမှာတော်ထမင်းစားပြီးရင်ငါအလုပ်ရှိသေးတယ်ပေးတာပဲပေတူမင်းကမင်းအိမ်လေးပဲယူလာတယ်မှောင်မသိမ့်မမှောင်သေးတာကွာခွေးထဲမှာပဲတာအေးတယောက်ပေတူကိုမကြင်မနဲ့ပြောဆိုကကိုပြစ်ကနေထလိုက်ပြီးတော့အိမ်လေးစီကိုတွန်းလိုက်တယ်အဲ့ဒီခါပေတူကတာအေးကိုမင်းငေါ်ပြပြီးတော့ဘိုးထင်မင်းကောင်ငှက်တွေကိုစိတ်တူပြီးတော့ရှောက်ပြောနေတာ။ तू ကမိဆောင်ဖဆောင်ရှိတယ်လေကွာမိဘအိမ်ပြန်ချင်တိုင်းပြန်လို့ရတယ်အဲ့တော့ငှက်တွေကိုကိုချင်းမစားဘူးမင်းလည်းငါးစိတ်နဲ့အတူတူပဲဖြစ်မယ်ထင်တယ်အတူတူပဲပြောရမှာပဲမင်းမြကငါ့ကိုမွေးစားတယ်ဆိုပေမဲ့ငါအမေနဲ့အဘမရှိတော့ဒီတော့ငါလည်းအုပ်စုဖွဲ့ပြီးအိတ်တန်းဝင်ခွင့်ရတဲ့ငှက်တွေကိုအားကြတယ်တားရကတော့ဘယ်အားကြမှာလဲကဲဒီကိစ္စကိုထားလိုက်ထမင်းစားပြီးရင်မင်းတို့ဒီကိုပြစ်မှာခဏနေကြအောင်ကွာငါအိမ်ထဲဝင်ပြီးအစင်ရလုံးလိုက်အောင်မယ်အေးဘိုးထင်တဲ့ပေတူတို့ကကိုပြစ်မှာစကားပြောနေတဲ့အချိန်တာအေးတယောက်ပကံခွက်ရောက်အစုံနဲ့ထမင်းစလုံးဟင်းမကန်တို့ကိုတဲလာတယ်။အဲ့နောက်သူကကိုပြစ်မှာချလိုက်ကရောက်ပြီဆရာသမားတို့စားလို့ရပြီ။တာအေးမင်းရလဲကွာဘာဖြစ်နေရလဲ။ငါအိမ်တန်းဝင်အောင်စိတ်တူနေတယ်။သူတို့ကဒါအိမ်တန်းဝင်တာပဲလေကွာ။ဘာလဲငါမပြစ်ခိုင်းလို့လား။ဒီလောက်စူညံနေတာမင်းတို့မလို့နေတတ်တယ်။ငါတွေကလည်းလူတွေလိုပေါ့ကွာ။တို့တွေတောင်အပေါင်းအသင်းဆိုရင်စကားများကြသေးတာပဲသူတို့လည်းတို့လိုနေမှာပေါ့ကွာသိခံလိုက်ပါကွာမင်းကလည်းမကြခင်တိတ်သွားမယ်ဟောက်ပေတူနဲ့ဘိုးထင်တို့ရဲ့ဖြောင်းဖြောင်းမှုကြောင့်တာရေးနောက်ထပ်ပြစ်တင်စကားမဆိုတော့ပဲထမင်းစားလေတယ်ထမင်းစားပြီးတဲ့အခါမှာဘိုးထင်ကကိုပြစ်ပြီးမှရှိတဲ့ထမ်းပလက်ကလထိုင်မှာပြောင်းထိုင်ပြီးတော့တခုခုကိုတွေးဆဆနဲ့စကားဆိုလေတယ်ဟဲ့ကောင်နေဟိုလူကြီးငါခေါ်ရင်လာတော့ပါတယ်နော်အသေးတော့မခံတော့ဘူးမလားမင်းကလည်းကွာပြောပြီးရောလားလူမပြောနဲ့အကောင်ပလောင်လေးတွေတောင်တိမ်မအောင်ကြောက်ကြတာကြီးပဲလူဆိုပိုကြောက်တာပေါ့ကွာစိတ်ချအဲ့လိုမင်းခေါ်ရင်ရောက်လာမှာပါအေးကွာငါအခုပဲခေါ်မယ်တကယ်လို့မနှက်ဖြန်တကောင်ကြော်လို့မှ तू မရောက်လာရင်သွေးအန်တိမ်မှာဘိုးထင်ရဲ့စကားကြောင့်ကျန်တဲ့ပေတူးနဲ့တာရီတို့နှစ်ယောက်ကအနှဲငယ်စိတ်တော့ပူသွားတယ်ဒါပေမဲ့စိတ်ပူနေတဲ့အသွင်ကိုချက်ချင်းဆိုသလိုဖုံးကွယ်လိုက်ပြီးတော့နှစ်ယောက်သားဘိုးထင်ကိုစိတ်မပူရန်အတွက်ပြောဆိုလိုက်တယ်မင်းကလည်းကွာစိတ်ချစမ်းပါအဲ့ဒီဘိုးတော့ပြန်လာမှာပါသူ့အသက်ကိုနှမျောလို့ပဲထွက်ပြေးတာလေကွာတကယ်လို့သာသူ့အသက်ကိုမနှမျောရင်မင်းနဲ့သူ့သေးကိုသေးတိုက်မှာပေါ့ကွာမဟုတ်လားအေးပေတူးပြောတာလည်းမှန်တယ်ဘိုးထင်သူ့အသက်တိမ်မှာဆိုလို့မင်းကိုကြောက်ပြီးတော့ပြေးရလေကွာတိမ်မှာမကြောက်တဲ့သူဆိုရင်ပြန်ချမှာပေါ့ကွာဘိုးထင်တရားပေတူးနဲ့တာကြီးပြောတာကတဘာဝကျနေတာကြောင့်ခေါင်းကိုညှိလိုက်ကအဲ့ဒါလည်းဟုတ်တာပဲကွာဟုတ်ပြီလေအဲ့ဒါဆိုငါခေါ်မယ်ကွာမင်းတို့ဒီမှာပဲနေငါရပြီဆိုမှအိမ်ထဲကိုဝင်လာကြရပါတယ်ကွာမင်းကလည်းအကြောင်းမသိတဲ့သူတွေကြာနေရပဲငါတို့ဘာသာဒီကုတ်ပြစ်မှာအိတ်လို့ရတယ်မင်းဘာသာအေးဆေးလို့ကြားလားအေးအဲ့ဒါဆိုလဲငါအိမ်ထဲဝင်လိုက်အောင်မယ်မင်းတို့ဒီနေ့ငနက်ကိုကျွေးရမှာမလားကျွေးလိုက်အောင်အမဲသားဝယ်ထားတယ်မလားမင်းကျွေးမှာမဟုတ်ဘူးလားငါအလုပ်ရှိသေးတယ်လေကွာတော်မင်းတို့ကျွေးလိုက်ဒီကောင်တွေရက်ပြက်တာမပြောနဲ့အချိန်မမှန်ရင်ကိုစိတ်တူနေကြတာငါကြောက်နေလို့သာဒင်းတို့ငြိမ်နေတာ
တော့ဟုတ်တယ်ကွာဒီကောင်တွေအခုတလောတောင်းချမ်းချင်နေတယ်လို့ပဲအားတဲ့တနေ့လောက်ဒီကောင်တွေကိုအဆွဲချိုးအောင်မယ်ကဲမင်းတို့လည်းလှုပ်ရှားရှိရလို့တော့ငါလည်းလှုပ်ရှားရှိရလို့တော့မယ်ဘိုးထင်ကပြောဆိုဆိုနဲ့အိမ်လေးပေါ်ကိုတက်သွားတယ်လို့ပေတူးနဲ့သားရလည်းမိဖို့ကြောင့်မှအသင့်ပြင်ထားတဲ့အမဲသားအစိမ်းညာရှိရာစီကိုတွားနေကြပါတော့တယ်ရေနံစီမီးကွက်ရဲ့အလင်းရောင်အောက်မှာဘိုးထင်တယောက်တင်မလေးခွေထိုင်နေပြီးသူ့ရဲ့ရှေ့မှာတော့ကျုံးနဲ့ပြုတ်လုထားတဲ့4000စပွဲပူလေးတစ်လုံးရှိတယ်။အဲဝန်းကန်ဖြစ်ပြီးအမောင်ပညာတဲ့နေထိုင်ရာအိမ်ဖြစ်တာမို့လို့ဖះเจ้าဆောင်မရှိပေ။စပွဲပေါ်မှာတော့အဝေးဆုံးနဲ့ပြုတ်လုထားတဲ့သစ်ဆက်ရွာတရက်ချံကအစီရင်အထုပ်ကိုချထားတယ်။ဘိုးထင်ကတပြင်းတစ်ချက်ကိုချပြီးတော့အစီရင်အထုပ်ကိုဖြည့်ကြည့်လိုက်ရာရေနံစီမီးရောင်အောက်မှာလူလက်ညှိုးအယိုးနှစ်ချောင်းကိုမြေမုံများနဲ့ရောထားတာကိုတွေ့လိုက်ရတယ်။မြေမုံများနီးကျင်ဖြစ်နေတယ်။ဘိုးထင်ကအဲ့ဒီမြေမုံနဲ့အစီရင်ကိုစူးစိုက်ကြည့်ပြီးတော့ဇပွဲပေါ်တင်ထားတဲ့ဓာတ်ဆုကိုကောက်ကန်လိုက်ကသူ့ရဲ့လက်ညှိုးထိပ်ကိုဖောက်ပြီးသွေးဆက်များကိုကျစေတယ်။အဲ့ဒီသွေးဆက်များကိုဖြီထားတဲ့အစီရင်မြေမုံနဲ့အယိုးပေါ်ကိုကျစေလိုက်ပြီးတော့မျက်လုံးကိုမိတ်ကမန်းနံတစ်ပုတ်ကိုပါးစပ်ကနေခတ်တူရွတ်လိုက်တယ်။သူ့မန်းနံရွတ်လိုက်တာနဲ့အစီရင်ပေါ်ကျလာတဲ့သူ့ရဲ့သွေးဆက်ကနေအမဲဟောင်ခုံးငွေတွေထွက်လာပြီးတော့အိမ်ဝိုင်းထဲမှာရှိတဲ့အိမ်တန်းဝင်နေတဲ့ငှက်များလမ်းဖြန့်ပြီးတော့ထပြန်သွားကြသလိုရွာပြင်တင်းချိုင်းစီကနေထွက်ပေါ်လာတဲ့ခွေးဟူတန်းများကလည်းတစရွာအတွင်းကိုနီးကပ်လာလေအချိန်တန်ကြောင်မန်နံရွတ်ပြီးတဲ့နောက်အဲ့ဒီအစီရင်များပေါ်ရေနံစီဆွတ်ထားတဲ့မီးစာကိုတင်လိုက်ပြီးတော့သူ့ရဲ့လက်ကိုဝှေ့ရမ်းလိုက်တယ်မန်နံအနှဲငယ်ရွတ်ပြီးတာနဲ့မီးစာမှာသူ့အလိုလိုမီးဆွဲလောင်ပြီးတဲ့နောက်အစီရင်များကိုစတင်ပြီးတော့မီးဆွဲလောင်လေတယ်အဲ့ဒီခါမှဘိုးထင်ကကျင်းတဲ့သဘောကျစွာတစ်ချက်ပြုံးလိုက်ပြီးတဲ့နောက်တင်မလေးခွေထိုင်ရနေမတက်ထရလိုက်ပြီးအိမ်အောက်ကိုဆင်းလာတယ်။အိမ်အောက်ရောက်တာနဲ့ကိုပြက်စီကိုတွားလိုက်ပြီးလုပ်ငန်းဆောင်တာများပြီးစီရကြောင်းကိုပြက်မှာပက်လက်လဲလျောင်းနေတဲ့ပေတူးနဲ့တာရေးနားမှာထိုင်ပြီးတော့စကားဆူလိုက်တယ်။အစီရင်ကတော့ပြီးပြီ။မနှက်ဖြန်တကောင်ရမငါစီမရောက်လာဘူးဆိုရင်သူခိုင်းထားတဲ့ကောင်ကသူ့ရင်ဘက်ကိုပွင့်ထွက်အောင်လုပ်လိမ့်မယ်။မင်းပြောတာမရှင်းဘူးဘိုးထင်။ဒီလိုတွေကွာတရက်ချံမှာမကောင်းဆိုးဝါးတကောင်ထားပြီးတော့ခြံအောင်တိုက်ထားတယ်မလားအေးဟိုလူလောက်တာလားအေးဟုတ်တယ်အဲ့ဒီမကောင်းဆိုးဝါးကိုပဲငါပြန်ခိုင်းလိုက်တာငါခေါ်တဲ့အချိန်အတိုင်းတာအတွင်းမှာ तू မရောက်လာဘူးဆိုရင်အဲ့ဒီအကောင်ကသူ့ကိုသွေးအံအောင်လုပ်လိမ့်မယ်သွေးအောင်လုပ်မယ်ဟုတ်လားဘလို့မျိုးလဲအဲ့ဒါတွေတော့အတိအကျငါမပြောချင်အဲ့လူကြီးငါစီလာပါစေလို့ပဲငါဆူတောင်းတယ်နှမို့ဆိုရင်ငါလူတက်မိပြီကဲအဲ့တော့မယ်ကွာဘိုးထင်တရားသူ့အလုပ်ပေါ်တွေးဟာဖြစ်နေပြီးတော့အိမ်ပေါ်ကိုပြန်တက်သွားလေတယ်အဲ့ဒီခါပေတူးနဲ့တာကြီးကအချင်းချင်းမင်းငေါလိုက်ပြီးတော့တာကြီးမင်းကောင်ဘိုးထင်ဘာဖြစ်သွားတာတော့ငါလည်းမင်းနဲ့အတူတူပဲရှိနေရလေကွာဘယ်လိုလုပ်သိမှာလဲသူ့ကြည့်ရတာစိတ်မကောင်းဖြစ်နေတဲ့ပုံပဲအေးပေါ့ကွာဟိုဘိုးတော်သားဒီကိုမရောက်လာဘူးဆိုရင်သူလူတက်မိပြီလေမိုးစိတ်ဖြူတို့ဦးအောင်တို့တေချာမှားထားတာမလားလူစင်ဆက်ကိုလုံးဝမတက်မိစေနဲ့ဆိုတာလေအဲ့ဒါတော့ဟုတ်တယ်ကွာငါလည်းဟိုဘိုးတော်မြင်မြင်ရောက်ပါစေလို့ပဲဆူတောင်းပေးတယ်ကွာနှစ်ဖက်အကျိုးရုံမဲ့အလုပ်တွေတော့သူလုပ်မယ်မထင်ပါဘူးပေတူးနဲ့တာကြီးကအဲ့လိုပြောပြီးတဲ့နောက်အိမ်လေးစီကိုမဝင်သေးပဲကိုပြစ်ပေါ်မှာနှစ်ဖူးပေါ်လက်တင်ပြီးတော့မနှက်ဖြန်မှာသူတို့ဦးမင်းသူလို့တိထားတဲ့နှမျက်နာမင်းအောင်လာမလာအောင်တွေးပူနေမိပါတော့တယ်မြောက်ကန်းကနေထွက်လာတဲ့နှမျက်နာမင်းအောင်တယောက်ရွာဆက်ပြက်တဲ့ပေတုံးကုန်းစီကိုသွားနေရညအချိန်မတော်ရောက်လာပြီဖြစ်တယ်သူကနောက်မှဘိုးထင်တို့လိုက်လာနိုင်တယ်လို့ထင်မြင်ယူဆချက်ကြောင့်မြောက်ကန်းမှာဦးကြီးတယောက်သူ့အိမ်မှာအိတ်ခွင့်ပေးတာကိုပဲမအိတ်ခဲ့ပဲနဲ့ညာရင်ချင်းခီးနေလာခဲ့တယ်။ပေတုံးကုန်းရွာကိုရောက်တာနဲ့မြင်းလဲငှားကမြိုင်တော်သို့သွားပြီးမြိုင်တော်မှာရရထားနဲ့သူ့ရဲ့အရက်ဒေသစီကိုပြန်မဲလို့တွေးထားတယ်။အဲ့လိုနဲ့သူကညအချိန်တိုင်းမရက်မနာခီးနေပါတော့လေ။လမ်းသွားလမ်းလာတယောက်မှမရှိ။ညအချိန်ထွက်တဲ့ငှက်များနဲ့ညအချိန်အော်တဲ့ပိုးကောင်ငယ်များရဲ့အတန်ကိုကြည့်မိထားမိပဲလမ်းလျှောက်နေတယ်။တခါ၌သူ့ရဲ့အရှိအနေဖြတ်သွားတဲ့လေကြွများကိုလည်းတွေ့ရတယ်။ကျဲများနဲ့ပြည်နေတဲ့ကောင်းကင်မှာတိတူလို့အော်မီကသူတို့ရဲ့အတိုက်ကိုရမ်းရှာမိအထင်နဲ့အတိုက်အနာရောက်လာချိန်မှာကျဲလောင်စွာအော်ဟစ်နေတဲ့တိတူငှက်များရဲ့အတန်ကိုလည်းမကြကြားနေရတယ်။မင်းအောင်တရားအဲ့လိုတယောက်တည်းအတီးချန်စွာလမ်းလျှောက်နေတာကိုပင်သတိမထားမိပဲလိုရခီးကိုအမြန်ရောက်ရန်အတွက်မိန်ပြလာရောင်နဲ့ကြဲအောင်များကိုအားကိုးအားထားပြုကခက်မြန်ပင်လမ်းလျှောက်လို့နေတယ်
အဲ့ဒီချိန်ငှက်ဆိုးတို့ရဲ့အဆက်မပြတ်အော်တန်များသူ့ရဲ့နောက်ကျောဘက်စီကနေထွက်လာတာကြောင့်အနောက်ကိုပြန်လှည့်ကြည့်လိုက်တယ်။ရာတော်များကြားရှိလမ်းလေးမှာအရှိန်နဲ့ပြေးဝင်လာတဲ့အရေးမဲကိုတွေးလိုက်ရတာကြောင့်ခိတ္တကြောင်ငင်းမိသွားတယ်။သူ့လိုအောက်လန်းပညာတဲ့တယောက်ထံတက်တက်မဲ့မဲ့တွန်းဝင်လာတဲ့မကောင်းဆိုးကတာမန်တော့မဖြစ်နိုင်ဘူးလို့တွေးမိပြီးမန်နန်တပုတ်ကိုခက်မြန်မြန်ပြီးကောက်ရွတ်လိုက်တယ်။သူမန်တန်ရွတ်လိုက်တာနဲ့တွန်းဝင်လာတဲ့အရေးမဲကသူနဲ့လက်တကန်းအကွာမှာရက်တန့်လိုက်ပြီးတော့တလုံးလုံးနဲ့အနားကိုတိုးဝဲလာနိုင်ရန်စူးစမ်းလို့နေပြန်တယ်။အဲ့ဒီအရေးမဲကတဖြည်းဖြည်းနဲ့လူတရံပေါ်လာပြီးတော့လာရောင်နဲ့ကြဲအောင်အောက်မှာဘိုးတော်ဝါမြင်လာရတဲ့အသွင်တရံကြောင့်မင်းအောင်တယောက်လွန်စွာအံ့ဩသွားပြီးမန်နန်ရွတ်နေတာကိုရက်တန့်လိုက်ကညိုတယ်မင်းကငါ့ကိုပြန်ပြီးရန်လုပ်နေတယ်ပေါ့ဟုတ်လားငါမွေးတဲ့မြောက်ကငါ့ကိုပြန်ချောက်နေရလားမကောင်းစွာကောင်ကမင်းအောင်ရဲ့စကားကိုကြီးမဆိုင်မင်းအောင်ထံကိုအတင်းတိုးကပ်နိုင်ရန်စူးစမ်းနေတယ်အဲဒီခါမင်းအောင်ထံတိုးကပ်နေတဲ့မကောင်းစွာကောင်ကတရက်ချံမှာတိုက်ထားတဲ့မကောင်းစွာကောင်ဖြစ်ပြီးတော့ကိုအတက်နဲ့ကိုပြန်တိုက်ခံရခြင်းလည်းဖြစ်တယ်အဲဒါကြောင့်အခုလိုပြုလုပ်ခြင်းကဘိုးထင်ရဲ့လက်ချက်ဖြစ်ကြောင်းနှမျက်နှာမင်းအောင်တယောက်ရိတ်စားမိလိုက်ပြီးတော့အနှဲငယ်တော့စိုးရိမ်ပူပန်မိသွားတယ်ဒါပေမဲ့အဲ့လိုစိုးရိမ်ပူပန်နေတဲ့စိတ်တို့ဖျောက်ဖျက်ကတက်မြောက်ထားတဲ့မကောင်းဆိုးဝါးများအပေါ်ခိုင်းစေနိုင်တဲ့မန်နန်ကိုသာထန်ဂရိုင်းကြကြနဲ့အဆက်မပြတ်ဆုံးနေမိတယ်။သူ့ရဲ့ရှိကမကောင်းဆိုးဝါးကောင်ကလည်းကျဲလောင်စွာအော်ဟစ်ပြီးတော့အနားကိုတိုးကပ်ရန်အတွက်သာအသေးအတန်စူးစမ်းလို့နေတယ်။မကောင်းဆိုးဝါးရဲ့မျက်လုံးအစုံတို့ကလည်းမဲနဲ့နေရာကနေချက်ချင်းနှင်းမြန်းလာတဲ့အခါမှာမင်းအောင်တယောက်မန်နန်ရွရင်ကနေမျက်နှာပြတ်သွားတယ်။အခုမကောင်းဆိုးဝါးသူလာခေါ်စင်ကထက်ပို့ပြီးတော့တန်ပါပြီးပို့စွမ်းထက်နေတာကိုသတိပြုမိလိုက်တယ်။အရင်ကလွယ်လွယ်နဲ့နိုင်စားခဲ့တဲ့မကောင်းဆိုးဝါးကိုအခုဘာကြောင့်များအနာကက်လာတာကိုပင်အသေးအတန်ခုခံနေရတာလဲဆိုပြီးမင်းအောင်တယောက်ဘိုးထင်ရဲ့ပညာစွမ်းအတော်အထင်ကြီးမိသွားတယ်။မန်နန်ရွတ်နေတဲ့သူ့ရဲ့အတန်တို့ကလည်းတုံရီလာသလိုမန်နန်ရွတ်နေစဉ်တားဆီးဟန်ပြုတ်ထားရတဲ့သူ့ရဲ့လက်တို့ကလည်းတုံရီလို့လာတယ်။မကောင်းဆိုးဝါးကလည်းကြောက်မက်ဖွယ်ရုပ်ဆင်းတရံနဲ့ကျဲလောင်စွာအော်ဟစ်ပြီးတော့သူ့အနာကက်လို့ရရင်စူးစမ်းလို့နေစေဖြစ်တယ်။နှမျက်နှာမင်းအောင်ကလည်းတဖြည်းဖြည်းနဲ့အင်အားကုန်ခန်းလာကသူ့အစီရင်ထဲကနေမကောင်းဆိုးဝါးကိုမတားနိုင်တော့ပဲလက်မြအရှုံးပေးလိုက်ရတယ်။မန်နန်ရွတ်တာကိုရက်လိုက်တာနဲ့မကောင်းဆိုးဝါးကောင်ကမင်းအောင်ရဲ့ပခုံးပေါ်ကိုတက်ခွာကရင်ဘတ်ကိုလက်နဲ့ထုရိုက်လေတယ်။လက်နဲ့ထုရိုက်ချက်များလွန်စွာပြင်းထန်တာကြောင့်အတော်နာကျင်ရတယ်။ဂုတ်ပေါ်မှာတက်ခွာထားတဲ့မကောင်းဆိုးဝါးကလက်နဲ့ရင်ဘတ်ကိုရိုက်နေတာကိုရက်တက်လိုက်ပြီးတော့၆ကက်အတန်နဲ့ခက်တူးတူးစကားဆိုလေမင်းငါခေါ်တဲ့နေရာလိုက်ခဲ့ရမယ်မင်းမလိုက်ရင်မင်းကိုသွေးပွက်ပွက်အောင်လုပ်မယ်မလိုက်ဘူးငါဒေတာကိုပဲငါပြန်မယ်မင်းပြန်ရင်မင်းကိုငါရိုက်ရမှာပဲမကောင်းဆိုးဝါးကောင်ကမင်းအောင်ကိုဂုတ်ခစီးပြီးလာခဲ့တဲ့အတိုင်းပြန်လှည့်ရန်အတွက်ဖိအားပေးနေလေတယ်မင်းအောင်ကလည်းနောက်ကျောင်းပြန်မလှည့်ပဲသူသွားမယ့်နေရာကိုသာသွားနေလေရဂုတ်ခစီးထားတဲ့မကောင်းဆိုးဝါးကမင်းအောင်ရဲ့ရင်ဘတ်ကိုအားနဲ့ထုရိုက်နေတာကြောင့်မင်းအောင်ရဲ့နှုံမှသွေးများပင်စီးကြလို့နေတယ်။မတက်တာတဲ့အစုံမင်းအောင်တယောက်ဆက်အရိုက်မခံနိုင်တော့ပဲ။ဂုတ်ပေါ်အားခွစီးထားတဲ့မကောင်းဆိုးဝါးလမ်းညွန်တဲ့အတိုင်းအနောက်ကိုပြန်လှည့်လာပြီးလာရလန်းတိုင်းပြန်လှည့်လာလိုက်ရတယ်။အချိန်တွေကအကုန်မြန်ပြီးတယ်။နက်နက်ဝေလီဝင်လေးအချိန်မှာနှမျက်နှာမင်းအောင်တယောက်မြောက်ကမ်းကိုပြန်ရောက်ရှိလာပြီဖြစ်တယ်။တာမန်လူများအမြင်မှာတော့တယောက်တည်းလမ်းလျှောက်နေတယ်လို့မြင်ရပြီးအမှန်စင်စစ်သူ့ရဲ့ဂုတ်ပေါ်မှာတော့မကောင်းဆိုးဝါးကောင်မှထိန်ချောင်းပြီးတော့ခေါ်လာရခြင်းဖြစ်တယ်။သူ့ရဲ့လေးလံလုံးနဲ့ခြေလန်းတို့ကြောင့်ရွာထဲမှာတွေ့ရတဲ့သူများစူးစမ်းသူတို့ကြည့်ကြပြီးတော့တနာတက်တဲ့သူများကလည်းမနေတာတော့ပဲမေးမြန်းကြတယ်။နောင်ကြီးနေမကောင်းလားဗျ။ခမည်းကြည့်ရတာအတော်ပင်ပန်းနေသလိုပဲ။လာဗျာ။ကျုပ်အိမ်မှာခဏလောက်ဝင်နာအောင်။ကျေးဇူးတင်ပါတယ်ဗျာ။ကျုပ်နားလို့မဖြစ်သေးဘူးဗျ။ခမည်းကြည့်ရတာအချိန်နဲ့တိတ်မဟန်လို့ပြောတာပါဗျာ။ကျုပ်နားလေပါတယ်။ဒါပေမဲ့ကျုပ်ဘလို့မှနားလို့မဖြစ်လို့ပါ။ကျုပ်ကိုတော့ခွင့်ပြုပါအောင်ဗျာ။မင်းအောင်တယောက်သူ့ကိုတနာပြီးကုညီကျင်သူများကိုဥပိ္ပခါပြုကဂုတ်ပေါ်ကမကောင်းဆိုးဝါးကောင်ခေါ်ရနောက်ကိုပင်ပန်းဆင်းရဲစွာနဲ့လိုက်လာရတယ်။သူ့ရဲ့စိတ်ထဲမှာလည်းမကောင်းတာလုပ်ခဲ့တဲ့သူကပြန်ဝစ်လည်နေပြီလားဆိုပြီးမေးခွန်းထုတ်နေမိတယ်။အောင်လန်းအတက်တယ်လို့လူလိန်တယောက်လည်းဖြစ်တာကြောင့်နှမျက်နှာလို့နမဲကြီးခဲ့တဲ့သူကကောင်းမွန်စွာနေထိုင်တော့မယ်လို့ဆုံးဖြတ်ချက်ချတဲ့ချိန်မှာပဲအခုကဲ့သို့ဒုက္ခတွေ့ကြုံရတဲ့အတွက်များစွာစိတ်တော့ကရောက်နေမိတယ်။မြောက်ကန်းကနေထွက်ခါတဲ့ချိန်မှာတော့နေအတော်ပူနေပြီဖြစ်တယ်
ဒါပေမဲ့အနားမယူပဲရိုင်တိရိုင်တိုင်းနဲ့ရိုးစင်ရွာကိုဝင်လိုက်လေတယ်။ရွာအဝင်မှာတော့လူတစ်ယောက်ကသူ့ကိုစူးစိုက်ကြည့်လို့နေတယ်။အဲ့ဒီသူကအထက်လန်းဆရာတယောက်ဖြစ်တယ်။အဲ့ဒီအထက်လန်းဆရာအနားကိုနှမျက်နှာမင်းအောင်ရောက်တဲ့အခါအဲ့ဒီအထက်လန်းဆရာကလက်ကိုနောက်ပစ်ပြီးအတန်ခက်ကြဲကြဲနဲ့စကားဆိုလေတယ်။ခမည်းကုတ်ပေါ်မှာတက်ခွနေတဲ့ကောင်ကျုပ်ဘာလုပ်လိုက်ရမလဲ။အထက်လန်းဆရာကလူရွယ်တယောက်ဖြစ်ပြီးစိတ်ထက်ဟန်ရှိတယ်။အဲ့ဒီလူရွယ်ကဒဲတူးပြောလာတဲ့အခါမင်းအောင်တယောက်အံ့ဩနေတဲ့မျက်နှာနဲ့အဝတ်စားကိုတေးသက်ကျန်းစာဝတ်ထားတဲ့အထက်လန်းဆရာလူရွယ်ကိုကြည့်လိုက်ပြီးမင်းကငါးခုတ်ပေါ်ကောင်မြင်တယ်။မြင်တာပေါ့ခမည်းကိုစင်မောင်းတလို့မောင်းပြီးသူ့လူရကိုသွားခိုင်းနေတာကြောက်နှင်ထုတ်ပေးရမလားမင်းစွမ်းလားအဲ့ကောင်မင်းနှင်ထုတ်နိုင်လားအထက်လန်းဆရာတယောက်ကဒီလိုမကောင်းဆိုးအကောင်မနှင်နိုင်ဆရာလားအဲ့ဒါဆိုနှင်ပေးပါငါခုတ်ပေါ်ကောင်နှင်ပေးစမ်းပါကွာနှမျက်နှာမင်းအောင်ကအဲ့လိုပြောတဲ့အခါသူ့ရဲ့ကုတ်ပေါ်မှာခွာစီးထားတဲ့မကောင်းဆိုးအကောင်ကသူ့ရဲ့ရင်ဘတ်ကိုစတင်ပြီးရိုက်နှက်လေတယ်ရင်ဘတ်ကိုရိုက်နှက်ခံနေရတဲ့နှမျက်နှာမင်းအောင်ကနာကျင်တဲ့တန်ကိုလူးလွန်းစွာခံစားနေရပြီးအထက်လန်းဆရာကိုတောင်းပန်လေတယ်။မြန်ဖယ်ပေးစမ်းပါငါတေတော့မယ်။စိတ်ချကျုပ်ဖယ်ပေးမယ်။ဆရာတင်ပေးထားတဲ့ဂါရာလေးနည်းနည်းပြန်စဉ်းစားနေလို့လူရယ်ကအဲ့လိုပြောပြီးတဲ့နောက်လက်သေးစုပ်ကိုနှစ်ဖူးပေါ်တဲပြီးဂါရာတစ်ပုတ်ကိုလေးတန်းမှန်မှန်နဲ့ရွတ်လိုက်လေတယ်။ဂါရာရွတ်ပြီးရတဲ့လူရယ်ကနှစ်ဖူးပေါ်တင်ထားတဲ့လက်သေးစုပ်နဲ့နှမျက်နှာမင်းအောင်ကုတ်ပေါ်ကနေမကောင်းဆိုးအကောင်လမ်းပေါက်တဲ့ဟန်ပြုတ်လုပ်လိုက်ရမင်းအောင်ကုတ်ပေါ်ကမကောင်းဆိုးအကောင်ကလည်းနာကျင်စွာအော်လိုက်သလိုမင်းအောင်ကလည်းဗစက်မှသွေးများအန်လာပြီးအထက်လန်းဆရာလူရဲကိုလက်ကပြီးတားလိုက်ရတယ်။နေအောင်မလုပ်တော့နဲ့ကျုပ်ကမကောင်းဆိုးအကောင်နှင်တာခမရပါဘာလို့သွေးအန်နေရလဲမနှင်တော့နဲ့ငါတော့ရမယ်မဟုတ်သေးဘူးလေဗျာခမရဘာဖြစ်တာလဲကျုပ်အဲ့ကောင်မရမကနှင်ပေးမယ်အထက်လန်းဆရာလူရဲကအဲ့လိုပြောတဲ့အခါနှမျက်နှာမင်းအောင်တယောက်ဗဇက်ကသွေးမြောက်လက်ခုံနဲ့တုတ်လိုက်ရင်းနဲ့လက်ကပြပြီးစကားဆိုလေတယ်မဖြစ်ဘူးမင်းခါတာမရွတ်တော့နဲ့မင်းရွရင်ငါဘာမခံနိုင်ဘူးငါတော့တော့မယ်ဟဲ့လို့နေအောင်ကျုပ်မရရအောင်နှင်ပေးမယ်မင်းအောင်ကအထက်လန်းဆရာလူရဲ့ပြောတဲ့စကားကိုပင်ဂိမ်းမဆိုင်တော့ပဲရေဦးစင်ရွာမှာထွက်ခွာရန်ပြင်လိုက်လေတယ်အထက်လန်းဆရာလူငယ်ကလည်းစိတ်မတမ်းတာဟန်နဲ့ဦးကောင်းအောင်ခါရရင်သာနောက်မှကြံခဲ့ရင်နဲ့မင်းအောင်ကိုကြည့်နေပါတော့တယ်။ရေနံစီမီးကွက်ရဲ့အလင်းရောင်အောက်မှာပြာအတိဖြစ်နေပြီဖြစ်တဲ့အဝေးဆုံးနဲ့မီးတင်ထားတဲ့မြေမှုန့်များကိုဇပွဲခုံပုလေးပေါ်မှာအထင်းသားမြင်နေရတယ်။ဇပွဲခုံရဲ့အရှိမတော့ဘိုးထင်တာအေးနဲ့ပေတူးတို့ရှိနေပြီ။သူတို့ကအိမ်ပြင်ဘက်ကိုမကြထွက်ကြည့်လျက်ရှိတယ်။အခုလေပေတူးကအိမ်ပြင်ကိုထွက်ကြည့်ပြီးဘာထူးကြတဲ့အရေးရောင်မှမတွေ့ရတဲ့အခါမှာအိမ်လေးပေါ်ကိုပြန်တက်ပြီးဇပွဲခုံရှိမှတင်မလီခွေထိုင်နေတဲ့ဘိုးထင်ကိုအတန်ခတ်တူတူနဲ့စကားဆိုလိုက်တယ်။ဘိုးထင်အိမ်ဝိုင်းတဲတော့ဘယ်သူမှမလာဘူး။တကောင်ကြော်ပြီလားပြီတူ။တကောင်တော့မကြော်သေးပါဘူး။အချိန်တော့အတော်လင့်နေပြီကွာ။ဒီအချိန်မှရောက်မလာရင်သူလာတော့မယ်မထင်ဘူး။ငါတော့အဘတားထားတဲ့အရာကိုဖျက်မိပြီထင်တယ်။မင်းကလည်းကွာအချိန်တွေကြာမှသေးတယ်။အဲ့လူကြီးတေးတော့မသေးတော့ပါဘူး။ငါပညာတွေလည်းအကုန်နီးပါးလောက်သုံးလိုက်တယ်။တော်ရုံအထက်လန်းဆရာတော်သူ့ကိုခေါ်တဲ့ကောင်မတားနိုင်တကယ်ဆိုရင်အခုအချိန်ဒီကိုရောက်တဲ့နေပြီလေဘိုးထင်တွေးဆဆနဲ့ပြောလိုက်တဲ့စကားကြောင့်တာအေးနဲ့ပေတူကလည်းဘာစကားပြောရမယ်မှမသိဖြစ်သွားတယ်အဲ့လိုနဲ့သူတို့၃ယောက်ကဘာစကားမှထပ်မဆိုတော့ပဲအိမ်လေးပေါ်မှာထိုင်နေတဲ့ချိန်မှာအိမ်ဝိုင်းထဲရှိနှစ်ရှည်သေးပင်များဖြစ်တဲ့မယမ်းပင်မကြီးပင်နဲ့တခြားသောအပင်များမုံတိုင်းတိုက်တဲ့အလားခါရမ်းလာလေတယ်အိမ်ဝိုင်းတစ်ဝိုင်းလုံးအတံမလန်များနဲ့စူညံနေတော့တယ်အဲ့ဒီအချက်ပြမှုကြောင့်ဘိုးထင်ဟာထိုင်နေရာကနေချက်ချင်းမတက်ရက်လိုက်ကအချိန်တွေကတော့ထူးဝေအိမ်ဝိုင်းထဲကကောင်တွေတကောင်ကောင်လာလို့လှုပ်ရှားနေတာဖြစ်မယ်ဘိုးထင်ကပြောဆူဆူနဲ့အိမ်လေးပေါ်ကနေဆင်းပြီးအိမ်ဝိုင်းဝါစီကိုခက်မြန်မြန်သွားလိုက်တယ်သူ့နောက်မှာတော့ပေတူးနဲ့တာရီတို့ကလည်းမီးအိမ်ကိုကင်ပြီးလိုက်လာကြတယ်တာအေးရဲ့လက်ထဲမှာတော့မီးအိမ်အလင်းရောင်ကမဲမောင်နေတဲ့ဘိုးထင်ရဲ့အိမ်ဝိုင်းအတွင်းကိုထိုက်တဲ့အလင်းရောင်တို့နဲ့ဖြန့်ကျက်လို့နေတယ်မင်းအလင်းရောင်အောက်မှာတော့နှမျက်နှာမင်းအောင်ကအားအင်ချင်းနေနေတဲ့ဟန်ပန်နဲ့တလန်ချင်းလှမ်းလာကအိမ်ဝိုင်းထဲကိုဝင်လာတယ်သူ့ရဲ့ဂုတ်ပေါ်မှာတော့မကောင်းဆိုးဝါကောင်ကခွာစီးထားပြီးမင်းအောင်ကိုကြည့်ကမန်ဖီလို့နေသေးတယ်ပေတူးနဲ့တာရီကတော့ဂုတ်ခွာစီးနေတဲ့မကောင်းဆိုးဝါကောင်ကိုမမြင်ရဘဲနဲ့
နှစ်မျက်နှာမင်းအောင်တယောက်တည်းကိုသာမြင်ရပြီသူတို့ကနှစ်မျက်နှာမင်းအောင်အနာကိုသွားမဲ့ဟန်ပြုတ်လိုက်တဲ့အချိန်မှာဘိုးထင်ကတားလိုက်တယ်မသွားသေးနဲ့အောင်အပေါ်ကောင်အရင်လွတ်ရအောင်မယ်အပေါ်ကောင်ဟုတ်လားသူတယောက်တည်းပါဟာဘိုးထင်ကပေတူနဲ့တာရဲ့မျက်လုံးကိုလမ်းနဲ့တက်လိုက်ပြီးမန်နန်တစ်ပုတ်ကိုရွတ်လိုက်တယ်သူမန်နန်ရွတ်လိုက်တာနဲ့တာအေးနဲ့ပေတူရဲ့မြင်ကွင်းမှာမင်းအောင်ကိုကုတ်ခွစီးလာတဲ့မကောင်းဆိုးအကောင်ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရပြီပါဇက်အဟောင်းသားနဲ့အံ့ဩတော့ကြတယ်ဘိုးထင်အဲ့ဒါတရားချံအကောင်မလားဟုတ်တယ်ဘိုးထင်အဲ့ဒါတရားချံအကောင်မလားဟုတ်တယ်အဲ့ဒါဒီလူကြီးတိုက်ထားတဲ့ကောင်ပဲအခုသူ့ကောင်သူမထိန်နိုင်တော့တာလေငါဖြစ်လေဂုတ်ခစီးပြီးခေါ်လာမယ်လို့တော့မထင်ထားဘူးကဲထားလိုက်အောင်ဟိုကောင်ငါနှင်လိုက်အောင်မယ်ဘိုးထင်ကပြောဆိုဆိုနဲ့မင်းအောင်ကုတ်ကိုခွစီးထားတဲ့မကောင်းဆိုးအကောင်လက်ညှိုးထိုးပြီးစကားဆိုလိုက်တယ်မင်းတာဝန်ကျေပြီမင်းနေတဲ့နေရာကိုပြန်တော့ဘိုးထင်ရဲ့စကားဆုံးတာနဲ့လူအသွင်တရံအောင်ဖြစ်သွားတဲ့မကောင်းဆိုးအကောင်ကချက်ချင်းဆိုလိုအရေးမဲဖြစ်ပြောင်းလဲသွားပြီးအိမ်ဝိုင်းအပြင်ကိုအလင်းမြန်ထွက်ခွာသွားတယ်သူထွက်သွားတဲ့အခါမှာအိမ်ဝိုင်းထဲကတစ်ပင်များကလည်းငိမ့်သက်လူသွားသလိုနှစ်မျက်နှာမင်းအောင်ကလည်းအနှဲငယ်တက်တာရသွားတယ်အဲနောက်နှစ်မျက်နှာမင်းအောင်ကဘိုးထင်ကိုစူးစူးဆိုင်ကြည့်လာကငါတောင်းမှမှာရဲကွာငါတောင်းမှမှာရဲငါငွေ900ကိုပြန်ပေးမှာပါပြီးတော့ငါတူကိုငါတိုက်တယ်ဆိုတာကလေ तू ကဒုက္ခရောက်တဲ့ကောင်မို့လို့ပါတော်စမ်းခမရလူလိမ့်မယ်ခမရကိုစိုးကြီးစီကယူသွားတဲ့ပစ္စည်းတွေဘာမှလဲဘာပစ္စည်းတွေလဲငါဘာမှမယူပါဘူးတော်စမ်းပါဗျာခမရကိုစိုးကြီးကိုတမပြီးတော့ယူသွားတဲ့ပစ္စည်းတွေလေ तू စူဆောင်းထားတာမှန်သမျှခမရယူသွားတာမလားဘိုးထင်ကအဲ့လိုပြောတဲ့အခါနှစ်မျက်နှာမင်းအောင်တယောက်လက်ကိုကာလိုက်ပြီးမင်းတို့အထင်လွဲနေပြီငါစိုးကြီးစီကငွေ900ပဲယူလာတာကျန်တာဘာမှမယူတော်စမ်းခမရကိုလုံးဝမယူကျုပ်တို့ဒီလောက်သဘောကောင်းတာတော့ခမရကျုပ်တို့ကိုလှိမ့်နေဘိုးထင်ရဲ့ပါဝင်ကျန်တဲ့နှစ်ယောက်ကလည်းစိတ်ဆိုးမှန်ဆိုးနဲ့ပြောလာရာနှစ်မျက်နှာမင်းအောင်တယောက်အတော်ကိုစိတ်မကောင်းဖြစ်သွားပြီငါတောင်းမှမှာလေကွာငါမင်းတို့ရင်မဆိုင်ရဲလို့အခုလိုလုံးမိတာပါမင်းတို့ငါ့ကိုကြိုက်တဲ့အပြစ်ပေးပါနှစ်မျက်နှာမင်းအောင်ကပြောဆိုဆိုနဲ့နွမ်းနေနေတဲ့ကြားကနေဒူးထောက်ထိုင်ချလိုက်ပြီးဘိုးထင်ကိုလက်အုပ်ချပြီးတောင်းပန်လေတယ်အဲ့ဒီခါဘိုးထင်ကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးဘိုးထင်မင်းဘယ်လိုလုပ်လဲသူ့ကြည့်ရတာလေအတော့ဆုပ်ပြတ်တက်နေရပဲဟုတ်တယ်ဘိုးထင်တခုခုရှော့လိုက်အောင်တော့ကြသေးသွားအောင်မယ်ရင်ဘတ်မှာလည်းသွေးတွေပေးနေတယ်မလားပေတူးနဲ့တာရီတို့နှစ်ယောက်ကမင်းရဲ့အလင်းရောင်အောက်မှာညှိုးငယ်စွာဒူးထောက်နေတဲ့နှစ်မျက်နှာမင်းအောင်ကိုကြည့်ကဘိုးထင်ကိုစကားဆိုနေခြင်းဖြစ်တယ်မင်းအောင်ကဗဇက်မှသွေးများအန်ထားတာကြောင့်မျက်နှာမှာဖြူဖက်ဖြူရဖြစ်နေပြီးရင်ဘတ်မှာလည်းသွေးများပေးနေလေတယ်အဲ့လိုစိတ်မချမ်းမြေ့စရာအသွင်ပြင်ကြောင့်ဘိုးထင်ကဆက်ပြီးဒေါသမထွက်တော့ပဲခမရနောက်တစ်ခါကျုပ်တို့ကိုလိန်ရင်တော့ခမရကိုအသေးသက်ပြစ်မှာငါမလိန်တော့ပါဘူးကွာကိုစိုးကြီးပစ္စည်းတွေရောဘယ်ရောက်ကုန်ပြီလဲငါတကယ်ပြောတာပါကွာငွေ900ပဲယူလာတာပါခမရဗျာထက်လိန်နေပြန်ပြီကိုစိုးကြီးကိုသတိမေ့အောင်လုပ်ပြီးတော့တက်တာကိုဖွင့်သွားတာကျုပ်တို့မသိဘူးထင်နေရလားစိုးကြီးကိုသတိလစ်အောင်လုပ်တာတက်တာကိုဖွင့်သွားတာအဲ့ဒါထိအကုန်မှန်ပါတယ်ကွာငါရွှေတွေကိုထိအောင်မထိခဲ့ပါဘူးတကယ်ပါငွေ900ပဲယူခဲ့တာပါတော်ဗျာခမရအောင်မနှက်ဖြန်ကြရင်တက်စိတ်ကိုခေါ်သွားမယ်ဟိုရောက်ရင်ကိုစိုးကြီးသဘောအတိုင်းလုပ်ခိုင်းမယ်သူကမျိုးကပ်ပို့မယ်ဆိုရင်တော့ကျုပ်တို့ပို့အောင်မှာပဲမင်းတို့သဘောတိုင်းသာလုပ်ကွာငါလိုက်ခဲ့ပါမယ်နေပါအောင်ခမရတို့အရင်ကြီးကိုဘာလို့ဒုက္ခပေးတာလဲအဲ့ကောင်ကတေးတဲ့နဲ့ကောင်မို့လို့ပေါ့သူ့ကြောင့်ငါ့ကိုဒုက္ခရောက်ခဲ့တာဒါရီထားခမရစကားကိုကြုတ်ယုံမှာမဟုတ်ဘူးအခုတော့ခမရနားလိုက်အောင်မနှက်ဖြန်ကြရင်တစ်စိတ်ကိုသွားမယ်ပေတူးနဲ့တာရီဒီလူကြီးကိုမပြေးအောင်တိတ်ချစောင့်ကြည့်ထားငါလည်းငနက်တော့ကိုပြောထားမယ်ပြေးရင်တော့အသက်နဲ့ခံတာတွဲလျက်ရှိတော့မှာမဟုတ်ဘူးဘိုးထင်ရဲ့စကားကြောင့်နှစ်မျက်နှာမင်းအောင်တရားမျက်စိပြက်မျက်နှာပြက်ဖြစ်သွားပြီမပြေးပါဘူးလို့တွတ်တွတ်တာပြောနေမိတယ်အဲဒီနောက်တာအေးနဲ့ပေတူးတို့ကလည်းနှစ်မျက်နှာမင်းအောင်ကိုအိမ်လေးပေါ်ကိုခေါ်သွားလိုက်တယ်ဘိုးထင်ကလည်းအနောက်မှနေပြီးတော့နှစ်မျက်နှာမင်းအောင်ကိုစူးစိုက်ကြည့်နေပါတော့တယ်ဒီညမှာတော့အောင်လန်းဘိုးထင်နဲ့နှစ်မျက်နှာမင်းအောင်ဆိုတဲ့ဇလန်းလေးကိုဒီမှာရင်ရနာခွင့်ပြုပါရှင်နောက်ထပ်လာမယ့်ဇလန်းအသစ်ဖြစ်တဲ့အောင်လန်းဘိုးထင်နဲ့တားဆုံးမိပါဆိုတဲ့ဇလန်းလေးကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်
ဆက်လက်နားဆင်နိုင်ရဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ရှင်။နားဆင်သူပရိသတ်များအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျမကတော့တင်ဆက်သူပန်းခတ်ဖြစ်ပါတယ်ရှင်။